မတို့ကချစ်ချင်းလေးတွေတို့ကဆိုအကိုတို့ကချစ်ပြောကနေသေးခဲ့အန်တီပဲဆိုရင်အဝဲလေးတွေလိုချက်စင်မလှတို့ကပြောင်းချောတို့ကတက်ပျော်တော့ဆက်ဟာတာကျွန်တော်စင်မ You do what you do ရှမ်းရှိတဲ့မျက်နှာယူရက်ကမြဲမှုစင်မလာဘူး You do what you do ရှမ်းရှိတဲ့မျက်နှာယူရက်ကမြဲမှုစင်မလာဘူး Thank you အားပါတယ်ကိုလေ စပယ်လန်းတော့မလား ဇပယ်လန်ဟာဇပယ်လန်တော်တော်ဝေးပါတယ်ဗျာခင်ဗျားလေ လိုက်မှလားမလိုက်ဘူးလားပြော လိုက်ပါမယ်ဟို300တော့ပေးရမယ် နေရတာ ဟာမလုပ်ပါနဲ့ဗျာခင်ဗျားဇပယ်လန်ဗျာပါရမီအထိအဝေးယူခင်ဗျာ300မရမလိုက်ဟာနေဦးလေဟဲ့လူခင်ဗျားနေကျွန်တော်ထိုင်လိုက် အမခင်ဗျားစိုက်ကားစားခင်ဗျားနေရမှာဗော မလုပ်ပါနဲ့ကွကျွန်တော်တော်တော်ပင်ပန်းနေခုစိုက်ကသိမ့်မှုပြန်တယ်ခင်ဗျားအားနာလို့ဒီလိုခင်ဗျားလည်းလုပ်ပြကျွန်တော်လည်းလုပ်ပြဟဲ့ဒါဆိုအလုပ်ပြမတော့လေစိုက်ကားစီရတယ်ဘွာတဲလေအရသာရှိတာဟုတ်ဟမ်နင်းရတယ်ဘွာနဲ့စီရတယ်ဘွာအရန်ကွာရှားတယ်ဗျာ ညလည်းဓမ္မကမနောက်ကြနေရတဲ့ဓာတ်ထဲမှာ စိတ်မဆိုးပါနဲ့ဗျာပြေးပြေးပါဟမ်ဟေးဘာလဲ ရောက်ပြီတုတ်သွားတော့ ဟာရောက်ပလား ရောက် ကဲစိုက်ကားကလေး300မတ်တာပေါ့ အားတော့လား ဟုတ်ဘာကလည်းသားရင်းနဲ့လမ်းလိုက်ပါလေ300လေ လာတော့ဟိုကနေ300တောင်းလေးတယ်ကျုပ် အင်းလေခမည်းနင်းနေဘုကျွန်တော်စိုက်ကားကိုခမည်းငားတာ ကျုပ်ကခင်ဗျားကြီးတောင်းအောင်ကျုပ်နင်းလာတယ်300ပေး ဟမ် စကားမများနဲ့300ပေး 300ပေးရမယ် 300ပေးလို့ပေး ခမလေးသိရှိလိုက်တာ နင်းလာတာတောက်လျှောက် စီရတယ်ဘုကကိုကပြန်ပြီး300ပေးရတယ်အမလေးအေးရောအမွေးတော့ကတော့စူတော့မှာပဲဟဲ့နေသားမောင်ကွာစိုက်ကားငါမလို့ ဟမ် စိုက်ကားငါမလို့ စိုက်ကားငါမလို့ အေး ဒီခန္ဓာကိုယ်ရလူတော့ဟုတ်ပါလေနော် လူပါကွာမင်းကလေလူပါဆုံးလုံးကိုဘယ်လောက်ပြရမ ဟမ် လဲဆုံးလုံးကြောင်း စွလို့ဘုံညောင်း အေး ဒီကနေဆိုပတ်နေ900တော့ပေးဗျာ ဟာမင်းများလိုက်လေကွာ400ထားကွာ မများပါဘူးကိုရဲ့အခုဒီခန္ဓာကိုယ်ကြီးကိုတင်ပြီးကျွန်တော်တခွေးတစ်ပတ်နေရမှာ900ပဲပေးရဗျာ ဒီခန္ဓာကိုယ်ကြီးဘာဖြစ်လို့လဲကွာ ဟာခင်ဗျားဟာကြီးကိုကျွန်တော်အလေးယူတင်နေရမှာလေ900တော့ပေးဗျာခင်ဗျားလေ ကဲပြီးမယ်ကွာပြီးမယ် တက်စိုက်ကလေးကျိုးအောင်မယ်ဖြည်းဖြည်းတက်ပါရပါလား ရပြီနေမှာကွာ အနေပါလေဗျာခုလေးရဲ့နေမှာကွာမင်းကလေ ကဲဗျာအဲ့လူရှင်းကျွန်တော်မနေနိုင်တော့ဘူးဟမ်ကျွန်တော်မျက်နှာလည်းတရားကြည့်မနေနိုင်တော့ဘူးဒီမှာဖူကုန်းတက်တာနဲ့အဲဆိုလိုဖုန်းကြောင်းပဲ မင်းလေးလေကွာ မနေနိုင်တော့ဘူးမျက်နှာလည်းတရားကြည့်ဝမ်းသာနေသလားပြောနေသလားငိုးနေသလားဆိုတရားကြည့်ပါလားပြင်900 ဟမ်900ဟဲ့ငါလူကြီးတဲ့နေအောင်ပြောဖဲ့ငါဘယ်နဲ့ပေးရမလားကွာ ဟာအဲ့ဒါမလုပ်နဲ့နင်းလာတယ်တော်မောလာ400လောက်ကိုပေးတယ် ဟဲ့ငါလူကြီးတဲ့နေအောင်ပြောတယ်မပေးနိုင်ဘူးကွာမပေးနိုင် မပေးလို့ရမလားဗျခင်ဗျာ ဟာ မပေးလို့ရမလား400လောက်တော့ခင်ဗျာပေးလေ ဟဲ့တပြားမှမပေးကွာမပေးတော့ပေးဘာလို့ရှင်လဲရဘာလို့ရှင်လဲ ဟဲ့ခင်ဗျာဘလာအားဝနဲ့မမနဲ့ဟာထိုက်ကားတွေလည်းဘယ်ရောက်ကုန်လဲမသိဘူးဟာမပေးလည်းနေပါဗျာ နည်းနည်းပါကဲကြပါဦးနော် ရွှေကြီးပဲဦးလေ နည်းနည်းပါအောက်ချင်ပါဦးနော် ဘောကောင်စင်းရမှာလေကြပြလေဒီမှာရွှေကြီးပဲဦးလေဒီခါလဲအော်တာပေးလိုက်လို့သိလား အေးပါ အပန်းလောက် အမလီအောက်ဝင်နေ ဘလေးကိုလေး ဟဲ့ ကြရဲ့ မရတော့ သမင်းကြတော့တစ်ဆယ်နဲ့ပြက်စားဒါလေးတော့
လေးတစ်ခါတလေကြီးပါလေ အဲ့ဒါယူမကိုင်းနဲ့လေပြုံးလေဒီခဏပွေး ဘယ်တော့ ဟောမကျူဘဲလေ ဟောပဲသွားမလို့ယောက်ျားဖြစ်တဲ့လူကဒီကုန်းလေးတောင်မှမိန်းမကိုတင်မနေနိုင်ဖြစ်နေကြုံအစားစားရင်တော့ဖဲတစ်ဖက်စားရလေပြောလိုက်ချင်ဘူးဟဲ့နေ့ကကြရင်လောင်းတော့တပတ်ငါမွေးနေ လာပါမကျူရဲ့ဒီလူနဲ့ဒီလူလာပဲနေပါလား ဟဲ့မကျူအောက်ကိုပြောပါဆေးပြီးတော့အောက်မှာနည်းနည်းပါးပါးစကားပြောပါလားဒီမှာ ဘာဖြစ်လဲကျွန်း ဒီမှာသေးတော့မယ် နေ့ကကြလို့ရှိရင်အချက်ပြုတ်လေဘယ်လောက်ပေါင်းလို့ညီးလိုက်ရအောင်ကြိုက်လို့အယောင်းအဆင်ပြေရတာ စင်ပြေလို့မဟုတ်ပါဘူးမရေဒီလိုပါပဲ ကျွေးရကြည့် ဒီပါအဲ့မတော့စင်ပြေတာပဲနော် မလေးအဆင်ပြေတယ်ဆိုတာလေသူစိတ်ကားနေလို့မဟုတ်ပါဘူးငါအိမ်ကထောက်ပံ့လို့ပါ အမလေးရက်ဆက်လာပြီလားအမွေးတော့ကြီးရဲ့ တွန်းတာတွန်းတာ တွန်းနေတာပဲ တော့အေးနော် အမလေးအကြီးကပြောနေတယ်ညညအဘဘဘူးတော့မြည်ပြီဘူးတော့မြည်ပြီ စင်မ ကျွန်တော်ဆင်းမလေးမှတ်မိတယ်နော်ကိုလေး ဟမ် အဲမဟုတ်ပါဘူးဟာဘာတော့ကော ဟဲ့စင်မ What do you want ဘာလဲလဲ အိုးမကောင်းပါဘူးမကောင်းပါဘူးအရင်တိတ်ကဟာတွေကိုငါပြောနေလို့မကောင်းသေးပါဘူးဘာများအလိုရှိတဲ့တုံးဟဲ့ လီးတော့မပြောင်းနော်ဒီသမောကွာမတွေ့ရတဲ့တစ်နှစ်ခွန်းနှစ်နှစ်တော့မှဟင်မလီအရန်ကိုပြောင်းနေသွားတာပဲယောဂီဝတ်စုံနေနဲ့ပါလားတွေ့ရတာဝမ်းသာတာဗျာတွေ့ရင်လုံးလို့လူတကာကိုလိုက်ပြီးစုံစမ်းနေတာကြော်ထူးနဲ့တွေ့မှကြော်ထူးပြောပြလို့နေရအတိအကျသိပြီးတော့စုံစမ်းပြီးရောက်လာတော့လေဟုတ်ဘူးတော့ဒါရီကဘာလဲ အေးတခြားတော့မဟုတ်ပါဘူးကွယ်ဆုံဆုံသွားတယ်ငါရဲ့ရတနာပစ္စည်းတွေရှာဖို့အတွက်ရွှေဖြစ်မဲ့တလုံးထိုး ရွှေဖြစ်မဲ့တယ် ရွှေလိုချင်ရင်ရွှေဖြစ်ရမယ်ရွှေလိုချင်ရင်ရွှေဖြစ်ရမယ် ရွှေဖြစ် ဘိုးတော်ကိုကိုလေးခင်ဗျညီးလို့ရပါပြီခင်ဗျ အေးရရင်အဲ့ဒီနားမှာပဲထားလိုက်တော့ ဟုတ်ကဲ့ဟုတ်ကဲ့ မီးသွေးဘိုးကလည်းတနေ့တနေ့မနှဲပါလားဘိုးတော်ရဲ့ဘောတော်မမလေးခင်ဗျ ပြောစမ်းဟဲ့ ဘာမှခိုင်းစရာရှိဘူးလည်းမသိ ငါကတော့အထွေထူးမရှိပါဘူးအဲ့ဒီရွှေလူချင်းရင်ရွှေဖြစ်ရမယ်ဆိုတဲ့ဖိုးကြီးကိုပဲဆက်ထိုးစမ်း ဟုတ်ကဲ့ပါဘောတော်မမလေးခင်ဗျ အေး ကဲစင်မ ခင်ဗျာ လာရင်ကိစ္စလေးပြောစမ်းပါ လိုင်းကြီးကြပြောချင်တော့ဘူးဘိုးတော် ပြောချင်လည်းမပြောနဲ့ပေါ့ကွာ ပြောချင်တယ်လေ ပြောချင်လည်းပြော ပြောဆိုတာယူမပြောချင်တာဘိုး အဲ့ဆိုမပြောနဲ့ပေါ့ ပြောချင်ပါတယ်လို့ပြောနေ ပြောချင်ပြောလို့ဆိုတော့ ရှုပ်နေတာပါပဲဘိုးတော် မင်းရှုပ်နေတာ ဘိုးတော်မြတ်ပြောရှုပ် မ တာ င်းရှုပ်နေတာဘာလဲကပြော ဒီလိုဗျာဘိုးတော်မြတ်ပြီကျွန်တော်မိမကိုအမွေတော်ကြီး ဟောတနခါရောက်လာ မဟုတ်ဘူးလေကျွန်တော်မိမမိကျူကိုပြောနေတာ မိကျူဆိုလေမိကျူပါလားဘာလဲအမွှေးတုံးကွာ အဲ့မိကျူကျွန်တော်ဗျာနှိမ့်ဆက်တယ်အမျိုးမျိုးနှိမ့်ဆက်တယ်ခိုင်းစရာမရှိကြမ်းပန်ခိုင်းတယ်ပြီးတော့ယောက်ျားပေါ်အမတန်နိုင်တယ်သူ့ကိုဒီကောင်မကိုကျွန်တော်မနိုင်ဘူးဒီကောင်မကိုနိုင်မှဖြစ်မှာအဲ့ဒါနီလန်းလေးပါလိမ့်ရှင်ပေးပါဘိုး သ တော်မြ ဘော တ် ပေါက် ပြီ ပြီသဘောပေါက်ပြီမိကျူကမင်းကိုအမြဲတမ်းအနိုင်ယူနေတဲ့အတွက် ဟုတ်ကဲ့ မိကျူကိုမင်းကပြန်ပြီးတော့နိုင် နိုင်ရင်လား ရမယ်ရကဲတင်ရမှာပေါ့ကဲတင်ရမှာတရားဝါတွေကိုကဲတင်ရမယ်မိမကိုမင်းနိုင်ခြင်း ဟုတ်ကဲ့ပါဘိုးတော်မြတ်ပြီ မိမကိုမင်းနိုင်ခြင်းနဲ့ဆိုလို့ရှိရင်မင်းအိမ်မှာအကောင်းစားပါတီ172စုံရအောင်ရှာဆိုင် ဟာရှိတယ်မိမတမီး မိမရဲ့အကောင်းစားပါတီ172စုံကိုတနင်္ဂနွေနာနှလုံးပါတဲ့မိန်းကလေးကိုတွတ်ပြရ ဟာကွက်တီပဲဗျာရက်ကွက်ထဲမှာအေးကွင်းရရောက်နေဟာ အေးဟုတ်ပြီ ရှိတယ်ရှိတယ် အဲ့ဒီတနင်္ဂနွေနာပါတဲ့မိန်းကလေးကိုတွတ်ပြတဲ့အခါမှာပေးကန်ဒီမှာအဲ့ဒီပါတီ172စုံကိုညီမှာချ ချ ပါစက်ကနေပြီးတော့အိုးဘိုက်စာနေသလားမမကိုစားအုံးဘိုက်စာနေသလားမမကိုစားဆိုတဲ့ကာတာကိုအသက်အောင်ပြီးတော့ငါးကတီးတီးရွတ်ပြီးတော့ဖလောင်းနေပေါ့ ညီကြီးပေါ်ချ ဒီ ပြီ ကြီးပေါ်ချပြီအဲ့ဒီပါတီကို အိုးဘိုက်ချနေသလားမမကိုစား ငါးက ငါကအ သက်အောင်ပြီးငါးကရွတ် ငါကရွှေလိုက် အဲ့လိုရွတ်ပြီးတော့ねအဲ့ဒီတနင်္ဂနွေနဲ့နှလုံးပါတဲ့မင်းကလေးအဲ့ဒီပါတီဝက်ဆက်သွားပေးလိုက်တာ ဒီ နဲ့ ပေးလိုက်တယ် မင်းမိကြီးမင်းကိုဟောတယ်လို့မော်တော်မကြည့်ရဲစီရဘူး ဟာတခါနဲ့နိုင်တော့မယ် ခါတဲ့နဲ့ပြီးသွားပြီ ဘိုးတော်ဟိုမမဆိုတာဟိုခေါက်ဆွဲကြောင်ပုံလား ရှာမရှိနဲ့ ဟ
မာမာဆိုတာကတာတာပရိနာနှလုံးမင်းမိမကိုနိုင်ဖို့အတွက်မာမာဆိုတဲ့ဂါထာကိုယူပြီးတော့ပါတိတ်ကိုဖလောက်နဲ့ပေါက်လိုက်တာနဲ့